Vietnam က Phu Quoc ကျွန်းမှာနာမည်ကြီးတဲ့နေရာတစ်ခုဖြစ်တဲ့ကြံငါးလေးတွေနဲ့ပြည့်နေတဲ့ Starfish Beach ကိုလည်းသွားလိုက်ခဲ့တယ်။ကြံငါးလေးရှိတဲ့နေရာကလေတီးတန့်ကမ်းခြေမှာဆိုတော့အရင်ဆုံးလှေစိတ်ရှိတဲ့ဘက်ကိုသွားတယ်။အခု Starfish Beach ကိုသွားနေပြီနော်။ဒီ Starfish Beach ကိုရောက်ဖို့ဆိုရင်လေစက်လီနဲ့သွားလို့ရတယ်လို့မျိုးတောလန်းကနေပြီးတော့မိနစ်20လောက်လမ်းရှောင်ရလဲရတယ်။ကိုရီးယားတော့အမြန်ရအောင် speed boat နဲ့ပဲသွားခဲ့တယ်။ရောက်ချင်းလေးမြင်လိုက်ရတဲ့မြင်ကွင်းလေးကိုတော်တော်လေးကိုလှတာ။ကျင်ငါးရာလေးနေရာတိုင်းမှာအပြည့်ပဲရေရလည်းကြီးစိမ့်နေရောကိုထင်ခဲ့တာလေ Starfish က jelly လိုမျိုးပျော့လေးထင်တာထိကြည့်တော့မှမာတောက်နေရောပဲ Starfish လေးရလေရေပေါ်မှာဆိုရင်3စက္ကန့်ချန်ပိုနေလို့မရတာဆိုတော့ကိုကတော့ဓာတ်ပုံမြန်ရိုက်ပြီးရနဲ့ရေရဲပြန်ချထားတယ်ဒီ beach ကလေရေရတော်တော်ကြီးရဆိုတော့တချို့ tourist တွေဆိုရင် diving လုပ်ဖို့အတွက်တည်တက်လာကြတယ်။ဟိုလိုမျိုးတက်ဖန်းရတာကြိုက်ပြီးတော့ starfish လေးကိုချစ်တဲ့သူဆိုရင်လေဒီ beach လေးကိုသွားလိုက်ခဲ့နော်။ကိုရီးယားတော့နေအရန်မပူခင် Phu Quoc ကျောင်းဘက်ကိုပြန်လာခဲ့ပြီးအားလုံးပဲတတား